တင်ဆက်ပေးမယ့်တဲ့ငါတော့ခုနှစ်နှစ်ကြာအင်္ဂလိပ်ရှုံးပွဲမရှိတဲ့စံချိန်ကိုမန်စီးတီးဆုတ်လုပ်ခဲ့ရတဲ့မင်းဖြစ်ပါတယ်။မန်စီးတီးကမနေ့ညကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာလီဗာပူးစင်ကို2ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာကြောင့်ခုနှစ်နှစ်ကြာအင်္ဂလိပ်မှာချန်ပီယံလိအုပ်စုပွဲစဉ်နဲ့မရှုံးခဲ့တဲ့မှတ်တမ်းကောင်ကိုလွတ်လိုက်ရပြီဖြစ်ပါတယ်။မန်စီးတီးလိပြကွာဒီယိုလာဟာပုံမှန်သုံးပြနေကြလူစင်ကိုကစားသမား10ရာအထိအပြောင်းလဲလုပ်ပြီးတော့ပွဲထုတ်ခဲ့တာကြောင့်မန်စီးတီးကပုံမှန်ရှေ့ဆွဲမှုမရဘဲနဲ့လီဗာပူးစင်ကိုရှုံးနိမ့်ခဲ့ရပါပွဲစဉ်ဒုတိယပိုင်းမှာဂွာဒီယိုလာကအားထားရတဲ့ကစားသမား9ဦးအထိလူစားပြန်နေခဲ့ပေမဲ့တည်တည်ငြိမ်ကစားသွားခဲ့တဲ့လီဗာပူးစင်ကိုဂိုးပြန်မသွင်းတော့ဘဲနဲ့ရှုံးနိမ့်ခဲ့ရပါဒီရှုံးပွဲဟာမန်စီးတီးအတွက်2018ခုနှစ်နောက်ပိုင်းချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုအင်္ဂွေမှာကစားတဲ့ပွဲတွေမှာပထမဆုံးရှုံးခဲ့တဲ့ပွဲဖြစ်ခဲ့တယ်လို့ချန်ပီယံလိအုပ်စုအင်္ဂွေပွဲ23ပွဲဆက်မရှုံးတဲ့စံချိန်ရတက်သွားခဲ့တဲ့ပွဲလေးဖြစ်ခဲ့ပါတယ်ဒီတဲ့တော့ငင်းချမ်းအောင်ပြပို့လာပါ